အားလုံးပဲမင်္ဂလာပါစပေါ်ဘိုက်ကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ည10နာရီခွဲအချိန်မှာတော့ဥရောပအောင်မြင်မှုကိုပထမဆုံးအကြိမ်ရရှိဖို့စ조사သွားမယ်အာဆင်နယ်အသင်းနဲ့လက်ရှိဥရောပချန်ပီယံပွဲကိုဆက်လက်ကာကွယ်သွားမယ် PSG အသင်းတို့ရဲ့ချန်ပီယံလိဗိုလ်လုပွဲရှိပါတယ် PSG အသင်းကတော့ဒီပြိုင်ပွဲမှာတိုက်စစ်ကတော်တော်လေးအားကောင်းလို့တစ်ဖက်ကအာဆင်နယ်အသင်းကလည်းခံစစ်ကတော်တော်လေးအားကောင်းတော့ကြောင်းခံစစ်နဲ့တိုက်စစ်အားပြိုင်မှုကြောင့်ဒီနေ့ပွဲမှာတွေ့ရှိရမယ် PSG အသင်းကတော့ဒီတိုက်စစ်မှာအိုစမာနီဒမ်မီလီတို့ဒူရေတို့ကာဖာရက်ရှီယာတို့ပေါ်ထွက်လာဖို့ရှိပြီးတော့တစ်ဖက်ကအာဆင်နယ်အသင်းခံစစ်မှာလည်းဒီအဓိကအဖြစ်ကိုဒမာရာယာပါမယ်ပြီးတော့တင်ဘာတို့စာလီဗာတို့ကာဗရီယယ်တို့ကာလာဖရီယိုကြီးတို့အစားရှိတဲ့ကြက်လက်လှတဲ့ခံစစ်ပိုင်းနဲ့ဒီကျွန်တော် PSG သေးရဲ့လှည့်မြိုင်တဲ့ဒီရေးအနှွဲ့တွေကျွန်တော်အလိန်ခောက်တွေစကေးပိုင်တဲ့တိုက်စစ်3ယောက်နဲ့ရှင်ပြိုင်မှုတွေကဘယ်လိုမျိုးဖြစ်သွားလဲတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ကောင်းတဲ့အသင်းကိုအားပေးသွားမှာပေါ့နော်PSGကောင်းတယ်ဆိုရင်တော့ကောင်းတဲ့အတိုင်းပဲချီကျူမယ်အာဆင်နယ်ကောင်းတယ်ဆိုရင်တော့အာဆင်နယ်ကောင်းတယ်ဆိုပြီးတော့ချီကျူမယ်ပြီးခဲ့တဲ့ဒီပရီးမီးယားလိချန်ပီယံစ်ကိုလည်းအာဆင်နယ်နဲ့အထိုက်အတန်ရရှိသွားခဲ့တာပေါ့နော်ဒါတော့မို့တို့အသင်းအနေနဲ့ဒီနေ့ရာသီမှာပထမဦးဆုံးတူလိုဘွားရဲ့ဥရောပချန်ပီယံလိဖလားကိုရရှိသွားမှာဆိုတာကတော့ဒီနေ့ည10နာရီခွဲအချိန်မှာဘူဒါဘတ်မှာကျွန်တော်စောင့်ကြည့်သွားမှာဖြစ်တယ်တော်တော်လေးကိုစစ်လို့ရှာဖို့ကောင်းတယ်အာဆင်နယ်ဖန်တွေအတွက်တော်တော်လေးကိုဒီနေ့ပွဲစဉ်ကစစ်လို့ရှာမှုအပြည့်ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့တို့တမိုင်းတစ်လျှောက်မှာဒီလိုမျိုးအသေးကတော်တော်လေးကိုကောင်းမွန်ပြီးတော့ဖောင်းကောင်းနေပြီးတော့ဒီမျိုးချန်ပီယံစုကို PSG အသင်းနဲ့စိန်ခေါ်ရတဲ့ပွဲစဉ်ကပြည်သက်အားလုံးအတွက်ရှင်ခုစိတ်လှုပ်ရှားမှုအပြည့်ဖြစ်စေမဲ့ဒီပွဲကစားခြင်းမိနစ်တွေကိုကျွန်တော်တို့ဒီနေ့ည10နာရီခွဲမှာစတင်ပြီးတော့ကြည့်ရှုအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီချန်ပီယံလိဖလားကိုရရှိသွားမှာကဥရောပချန်ပီယံစုကိုပထမဆုံးရရှိမဲ့အာဆင်နယ်လားဒါမှမဟုတ်ချန်ပီယံစုကိုဆက်လက်ကာကွယ်သွားမယ့် PSG လားဆိုတာကိုတော့ကျွန်တော်တို့မကြခင်မှာအပြေပေါ်တော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်